တချင်းကိုပစ္စည်းဖို့က3သိန်းခွဲလောက်ကျတယ်ပေါ့နော်ကျွန်တော်တို့ဒီရောင်လေးကအဖြူရောင်မာပဲကြောလေးပေါ့နော်ဒီအဖြူရောင်မာပဲကြောလေးလည်းရမယ်ရွှေရောင်ကြောလေးလည်းရမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ကအရှိတကုံဘက်မှာကပ်ပေးရပါတော့ညောင်းတကုံအကျော်လေးကအရှိတကုံမှာကပ်ပေးရပါဝေါ်ပေပါစိုင်းနဲ့ရောကတ်တဲ့စိုက်ပေါ့နော်အခုလိုမျိုးမီးဖို့ကြောင်လေးကိုဝေါ်ပေပါကတ်မယ်ဆိုရင်စီပေမခံတဲ့အတွက်ကြောင့်လို့စီပေကန်အလိတ်လည်းမတုံးကျင်ဘူးစီပေကလည်းခံကျင်တယ်ရှေးလည်းခံကျင်တဲ့အတွက်ကြောင့်မလို့ဒီတပေနှစ်ပေချက်ကိုတုံးကျင်မှဖြစ်ပါလို့ပေါ့နော်မီးဖို့ကြောင်မှာအခုလိုမျိုးတုံးလိုက်တဲ့အတွက်ကြောင့်မလို့ရေစုလည်းခံပါတယ်အပေသေးလည်းခံပါတယ်ပေါ့နော်ဒီအချက်လေးဖြစ်ပါတော့နော်ဒီအချက်လေးပါအရမ်းမှားပါတယ်ဒီအချက်လေးပေါ့နော်လူကြိုက်အများဆုံးအကြောင်းလေးပဲဖြစ်ပါတယ်အမာသားပါတော့နော်အပြော့သားမဟုတ်ပါဘူး3သိန်းခွဲပတ်ဝန်းကျင်လောက်ကျပါတယ်တခြင်းကိုပေါ့နော်ပစ္စည်းဘိုးလေးပေါ့နော်ဟုတ်ကဲ့ပါလူကျင်နဲ့ရမယ့်အယောင်ကတော့အယောင်10ရောင်ကျော်လောက်ရပါတယ်ပေါ့နော်10ရောင်လောက်ရွှေကြောတွေရောအမဲကြောတွေရောအဝါကြောတွေရောအဖြူကြောတွေရောပေါ့နော်ပစ္စည်းစုံနေအယောင်စုံနေရှိပါတယ်ပေါ့နော်ဒီစီပေကန်တပေနှစ်ပေမာပဲချက်ဆိုရင်ဒလိက area လည်းကတ်လို့ရတယ် KDB စပါးတွေကိုလည်းဒီဇိုင်းဖောက်ပြီးလည်းကတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတ်ထားတဲ့ပုံတွေလည်းအများကြီးရှိပါတယ်ကတ်ထားတဲ့ site တွေလည်းအများကြီးရှိပါတယ်ကျွန်တော် TikTok account တွေဝင်ကြည့်လို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ Viber လေးနဲ့ high ပေးပါ Viber နံပါတ်တင်ပေးထားပါမယ်ကျွန်တော်တို့လုတ်တဲ့ပုံတွေရတဲ့အကြောင်းလေးကျွန်တော်ပို့ပေးပါမယ်ပေါ့နော်ဒီဘက်ကျတော့ရိုးရိုး wallpaper ကော်ဖျော်ကတ်တဲ့ wallpaper ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကတ်နေရမပြီးသေးပါဘူးတအိမ်လုံးကတ်ပေးနေရပါတော့ဒီမှာမွေအောင်ပိုးအရှိရောက်သွားရင်တော့ရွှေအောင်လေးပေါ့နော်ကျွန်တော်တို့ဒီနေ့မှပြီးမှာပါဒီမှန်နေလဲကျွန်တော်တို့မှန်စကေကမကတ်ပဲနဲ့ကော်ပါပြီးသား wallpaper လေးကတ်ပေးပါပေါ့နော်ဒါဒီနေ့ကျွန်တော်တို့လက်စဖြတ်ပေးရမယ် site လေးပဲဖြစ်ပါတယ်ပေါ့နော်10ချင်းကြော်လောက်ရှိပါတယ်တပေနှစ်ပေကတော့တစ်ချင်းဝဲလောက်တော့ရှိပါတယ်ပေါ့နော်မှန်စကေကလည်း2ချင်းလောက်တော့ရှိပါတယ်ပေါ့နော်အရန်လာပါတယ်ဒီရွှေရောင်လေးကဟိုတလုံးကမော်လမြိုင်ရစပါးတစ်ခုမှလည်းကပ်ပေးထားရပေါ့နော်ဖျားခန်းလဲသုံးဖို့တင့်တော်ပါတယ်ပေါ့နော်ဟုတ်ကျေးဇူးပါအရန်လှပါတယ်ပေါ့နော်ကျွန်တော်ကဒီနေရာလေးကနိုင်ရန်ရေစိတ်နေလို့ကျွန်တော်တို့ပြင်ပြီးမှကပ်ဖို့တော့ထားခဲ့တဲ့နိုင်ရန်လေးပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကနိုင်ရန်မကောင်းဆိုရင်လည်းပြင်ပေးပြီးကပ်ပေးပါတယ်ပြင်ကပေးစရာမလိုပါဘူးနည်းနည်းပဲဆိုရင်တော့ပြင်ကမလိုဘူးပေါ့နော်ဒါလေးကမွေရောင်ဒါလေးကရွှေရောင်ပေါ့နော်မိဖို့ကြောင့်ဟိုးကအနောက်ဘက်မှာပါဟုတ်ကျေးဇူးတင်ပါတယ်စိုင်ကတော့တကုံမြောက်ပိုင်း36ရပ်ကွက်မှာဖြစ်ပါတယ်နော်